ကောင်မလေးအိပ်ပျော်နေတော့မှပဲသူမရဲ့အဖေကဆောင်ကိုဆွဲဖယ်လိုက်ပါတယ်။သူမလည်းကြောင်တောင်နဲ့ထထိုင်လိုက်မိပေမဲ့ချက်ချင်းဆိုသလိုပဲစပင်ကနေနောက်ပြန်ဆွဲခံလိုက်ရပါတယ်။အဲ့ဒါသူမရဲ့အဖေရင်းဖြစ်ပြီးသမီးဖြစ်သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုစိုက်ကြည့်နေခဲ့တာပါ။ပြီးတော့သူမအနာကိုတိုးကပ်လာပြီးမျက်တောင်မခတ်တန်းစိုက်ကြည့်နေပြန်ပါတယ်။ကောင်မလေးခမအရန်ကြောက်လန့်ပြီးတကိုယ်လုံးတုံရင်နေခဲ့ရရှာတယ်။ရုတ်တရက်အဖေဖြစ်သူကစပင်ကိုလွတ်လိုက်ပြီးသူမရဲ့ဘားကိုကင်ပြီးတော့လှည့်ထွက်သွားပါတယ်။သမီးဖြစ်သူကတော့ကြောက်လန့်တကြားနဲ့ကြောင်အန်တန်ကြံရိတ်ခဲ့ရတာပေါ့။နောက်ရက်မနက်မှာတော့ကောင်မလေးတယောက်ထမင်းစပွဲမှာထိုင်ရင်းစိတ်ထဲတော်တော်လေးဝေခွင့်မရဖြစ်နေပါတယ်။ညကဖြစ်ခဲ့တာတွေကိုအမေဖြစ်သူကိုပြောပြတင်မပြောပြတင်စဉ်းစားနေတာပါ။အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူကရှောက်လာပြီးဘာမှမဖြစ်ခဲ့တယ်လို့မျိုးအပြုံးနဲ့နှုတ်ဆက်လိုက်ပါတယ်။သမီးကစိုက်ကြည့်နေတော့အဖေဖြစ်သူကလည်းကြောင်သွားပြီးဘာလို့အဲ့ဒီလိုစိုက်ကြည့်နေရတာလဲလို့မေးပါတယ်။သူမဘာမှပြန်မပြောဘဲထိုင်ရာကထပြီးစောင်းအောင်ထွက်သွားခဲ့ပါတယ်။အားလုံးကြောင်အန်တန်ဖြစ်နေတော့မှပဲအမေဖြစ်သူကထမင်းစပွဲပေါ်ကိုဟင်းပက်ကန်တွေစောင့်ချလိုက်ပါတယ်။အားလုံးလက်ဖြတ်သွားကြတာပေါ့ပြီးတော့အမေကအစားအသောက်တွေကိုတောင်းကျတဲ့ပုံစံနဲ့ကတောက်ကဆက်စားပါတော့တယ်။ကြည့်ရတာတော်တော်လေးကိုခြောက်ခြားဖို့ကောင်းပါတယ်။တားငယ်လေးကတော့လန့်ပြီးငိုပါလေရော။ဒါပေမဲ့အခြေအနေတွေကဒီထက်မှကပိုပြီးခြောက်ခြားဖို့ကောင်းလာပါတော့တယ်။အဲ့ဒီညမှာသမီးကြီးဖြစ်သူရေချိုးနေတော့တကားခောက်တန်ကြားလိုက်ရပါတယ်။ရေချိုးခန်းမှန်ပေါ်ကအငွေ့တွေကိုတုပ်လိုက်တဲ့အခါသူမရဲ့ညီမလေးမတည့်ရနေတာကိုမြင်လိုက်ရတဲ့လှုပ်ရှားမှုမရှိဘဲငြိမ်သက်ပြီးကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့ပါ။ပြီးတော့အိမ်ထဲကလူတွေအကုန်လုံးကိုတက်ပစ်ဖို့မဖြစ်သူကိုပြောပါတယ်။မဖြစ်သူလည်းအလန့်တကြားဖြစ်သွားတာပေါ့။သူမချက်ချင်းပဲညီမဖြစ်သူရဲ့အခန်းထဲကိုပြေးသွားပြီးဘာဒိတ်ပဲလဲလို့မေးတဲ့အခါညီမဖြစ်သူကတော့အခန်းထဲကနေတပွားမှမခွာခဲ့ဘူးလို့ညင်းပါတယ်။သူမကအခန်းထဲမှာပဲတောက်လျှောက်ရှိနေခဲ့တာပါ။သူမကအမဖြစ်သူကိုအခန်းထဲဆွဲသွင်းပြီးမနေ့ညကဆောင်ကိုဖယ်ပြီးအဖေလုပ်ခဲ့တဲ့အကြောင်းတွေကိုပြောပြပါတယ်။သူမအရန်ကြောက်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲတကားကဝုန်းကနေပွင့်လာပါတယ်။သူတို့အဖေကစာပွဲပေါ်ကနေစက်ကူဖြတ်ထားကိုကောက်ကင်လိုက်ပြီးဓာတ်သွားကိုအဆုံးထိထုတ်လိုက်ပါတယ်။ပြီးတော့အသက်မဲ့ပြီးအေးဆက်တဲ့မျက်လုံးတွေနဲ့သူတို့စီကိုရှောက်လာပါတယ်။ဓာတ်နဲ့မခုတ်ခင်စက္ကန့်ပိုင်းလိုမှာပဲအမဖြစ်သူကအဖေကိုတွန်းထုတ်လိုက်ပြီးညီမလေးကိုဆွဲခေါ်ပြီးထွက်ပြေးပါတော့တယ်။ဒါပေမဲ့အဖေဖြစ်သူကသူတို့ရှိမှဘာစကားမှမပြောဘဲရုတ်တရက်ပြန်ပေါ်လာပြီးသူမရဲ့စံပင်ကိုဆွဲပြီးလွှတ်ပစ်လိုက်ပါတယ်။ဒါကိုမြင်တော့ညီမငယ်လေးလည်းကြောက်လန့်တကြားနဲ့တွားသွားပြီးထွက်ပြေးခဲ့ပေမဲ့အဖေကနောက်ကနေလိုက်မလာခဲ့ပါဘူး။သူကမိဖို့ချောင်းထဲကိုတွားပြီးတူတစ်ချောင်းတွားယူနေခဲ့တာပါ။အဲ့ဒီအချိန်မှာအမဖြစ်သူတတိယလာပြီးသူ့ညီမနဲ့အဖေကိုဘယ်နေရာမှာမှရှာမတွေ့တော့ပါဘူး။သူမပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်နေတော့သူ့နောက်မှာလူတယောက်ရှိနေတယ်လို့ခံစားလိုက်ရပါတယ်။ထိတ်လန့်တကြားနဲ့လှည့်ကြည့်လိုက်တဲ့အခါသူ့အဖေကတူကိုမြောက်ပြီးမတ်တက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။သူမကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်မှာကွေးကွေးလေးဖြစ်နေခဲ့ရတယ်။အဖေဖြစ်သူကတူနဲ့ထုမဲ့ဆဲမှာပဲညီမဖြစ်သူရဲ့အော်တန်ကြောင့်ရက်သွားပါတယ်။အဖေလှည့်လိုက်တဲ့အချိန်မှာပဲညီမငယ်လေးကတဲအိုးနဲ့လွှဲရိုက်လိုက်ပေမဲ့သူကဘာတန်ရာမှမရပဲတူနဲ့ပြန်လွှဲရိုက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ပိုပြီးခြောက်ခြားစရာကောင်းတာဖြစ်ပျက်ခဲ့ပါတယ်။အောက်ထပ်ကနေသူတို့အဖေရဲ့အတန်ထွက်လာတာပါ။ရှေ့ကအဖေဖြစ်သူကအဲ့ဒီအတန်ကိုကြားတော့တူကိုပစ်ချပြီးတခြားခန်းထဲကိုလမ်းလျှောက်ဝင်သွားပါတယ်။ပြီးတော့အောက်ထပ်ကနေနောက်ထပ်အဖေတယောက်တက်လာပြန်ပါတယ်။သူကသမီးတွေကိုကြည့်ပြီးကြောင်သွားတယ်သမီးတွေကတော့တယောက်ကိုတယောက်ဖက်ပြီးတုံရင်နေကြတာကိုညီမနှစ်ယောက်လုံးကြောက်လန့်နေကြပါတယ်ဘသူကအဖေရင်းလဲဆိုတာသူတို့လုံးဝခွင့်မရတော့ပါဘူးရုတ်တရက်မျိုးသမီးတယောက်ကကျမ်းပြင်ပေါ်ကတူကိုကောက်ကင်လိုက်ပါတယ်အဲ့ဒါသူတို့ရဲ့အမေဖြစ်နေပြန်ရောစူးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေ